တမအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှတော့မြင်မြင်ကတောက်အခွင့်လွတ်လေးတွေလည်းပြပေးမှာဖြစ်ပါတယ်ဒီအခွင့်လွတ်လေးတွေအားလုံးကစစ်ချက်နဲ့တကွရောင်းပေးပါတယ်ရှင်ကျမတို့ကဒီလိုစစ်ချက်လေးတွေနဲ့ရောင်းပါတယ်နော်ဒီလိုစစ်ချက်နဲ့တကွရောင်းပါတယ် natural ruby မိုးကုတ်ဂရမ်များစစ်စစ်လေးပါဒါလေးရဆိုလို့ချင်းရင်30နဲ့မှ8ကလတ်90နဲ့မှ6ပွင့်ရှိပါတယ်လုံးဝမှအရေးတက်လေး3လုံးကြီးလေးတွေပါရှင်အရေးတက်ရရခက်ခဲလေးထပ်တာမှရကျင်တယ်လှတာမှရကျင်တယ်ဆိုတဲ့ချစ်လောပန်းလေးတွေဒါမျိုးလေးယူပါနော်ဒါတကလက်ကို3,500,000ဈေးပါချင်းတကလက်ကို3,500,000ဈေးလေးနဲ့ရောင်းပေးပါမယ်စစ်ချက်ကလက်ဆောင်ပါပါမယ်နော်စစ်ချက် free စစ်ပေးလိုက်မယ်ကိုယ့်ရဲ့ချစ်လောပန်းလေးတွေနော်ဟိုဗာလဲအတုလို့ထင်နေမှာစိုးလို့နော်ဒါစစ်ချက်နဲ့ရောင်းပေးမယ်ကျမတို့ပဲပစ္စည်းတွေပဲဖြစ်ဖြစ်စစ်ချက်နဲ့ပဲရောင်းပေးပါတယ်ရှင့်ဒါတကလက်ကို3,500,000ဈေးနဲ့ရပါမယ်အပြင်မှာကြည့်ကျင်နေဆိုရင်တော့မန္တလေးရတနာမော်ဒုတိယတက်9834တောင်မန္တလေးရတနာမော်ဒုတိယတက်ဆိုင်မန်136မှာလာပြီးတော့မှကြည့်လို့ရပါတယ်ကိုယ်တိုင်မျက်မြင်ဝဲကြည့်ပြီးတော့မှဝဲကျင်နေဆိုလဲစိတ်တိုင်းကြကြည့်ပြီးတော့မှဝဲယူအပ်ပေးလို့ရပါတယ်ရှင်